စမယ်ကျွန်တော်ဟာထူးခြားစံပြတဲ့ဖြစ်ရက်တွေဖြစ်စဉ်တွေဆိုအရန်စိတ်ဝင်စားတဲ့သူဒီနေ့ကလည်းရွာမှာအလူပွဲလေးတစ်ပွဲရှိလို့သွားရောက်အားပေးနေရင်ပရာဟိတတအားလုပ်တဲ့သဘာဝလွန်ဆရာတော်ကြီးလို့နာမည်ရတယ်ဦးစင်းတစ်ပါးနဲ့စကားဆက်မိရင်အဲ့ဒီဦးစင်းရဲ့ဖိတ်ခေါ်ချက်အရသူ့ကျောင်းထိုင်ရာမစိုးရင်ကျောင်းတိုက်ကိုအလဲလိုက်သွားပါတယ်ဦးစင်းရဲ့ကျောင်းဝင်းထဲမှာစိတ်ယောဂခံစားနေရတဲ့သူတွေစိတ်သိမ့်မနှံ့တဲ့သူတွေနဲ့ကျောင်းဝင်းနေရာတော်တော်များများမှာတွေ့ရှိရပြီးဆရာတော်ကြီးကလည်းစိတ်ယောဂရှင်တွေနဲ့စကားပြောကြည့်လိုက်ပါလားလို့မိန့်တော်မူတာကြောင့်ကျွန်တော်လည်းဘာများထူးခြားလာမလဲဆိုပြီးသိကျင်သွားတာနဲ့စိတ်ယောဂခံစားနေရတဲ့သူတစ်ယောက်နဲ့စကားစမိပြောကြည့်လိုက်တယ်ခင်ဗျားနာမည်လေးသိပြစီငါဒီကစစ်ကြဝရေကိုတော့ဖြစ်တော့တကူထို့စဉ်ကြံတဲ့သူတွေကလည်းသူ့ထက်ငါအလူရက်ဖြေချကုန်ပါလေရောကျွန်တော်ကတရားမင်းပါငါကတိမိယူပါနှက်မင်းကြီးကွာငါကအသူရကွာဆိုပြီးတော့ပေါ့ထူးကြတာကတရားဥမှအစင်နဲ့နှက်မင်းကျုပ်ကစိုးလေးတောင်မပါအကုန် heavy တွေကြီးပဲတဘာဝလွန်ဆရာတော်ကြီးကတော့ဘာမှဝင်မပြောပြုံးရည်သာကြည့်နေတော့တယ်အတိုင်ငယ်ကြမှာဆရာတော်ကြီးမှကျွန်တော်ပခွန်အားတာလေးကုတ်လိုက်ပြီးကျောင်းကြီးပေါ်သို့ခေါ်သွားပါတော့တယ်သူ့ကိုလေးစားယုံကြည်ကိုးကွယ်သူတွေကလည်းအတော်များတယ်ထင်သူ့အနောက်မှာလူပဲပစ္စည်းတွေကစုံလို့ဒီလိုနဲ့မှုတ်တွေကော်ဖီတွေနဲ့ဧည့်ခံရင်ဆရာတော်ကျောင်းဝင်းထဲကလူတွေကဆရာတော်ဆောက်ရှောက်ပေးထားတာလားထို့ခါဆရာတော်မှဒီလိုလူတွေကိုဘယ်သူမှမဆောက်ရှောက်ချင်ကြဘူးလေငါပဲဆောက်ရှောက်ပေးထားရတာကွာဒါဆိုဆရာတော်ကြီးကစေဝါတွေရောဘာတွေရောမကုသပေးဘူးလားဗျကုတာဘောတကားကြီးရဲ့ကုပေးတာပေါ့ပြောရရင်ဦးစင်းမှာတရားမင်းကိုယ်တိုင်စက်တတ်ထားတဲ့ဆေးအမြူတွေရှိတယ်လေဗျာတရားမင်းကဆရာတော်ကိုကိုယ်တိုင်စက်တတ်ထားတာဟုတ်လားဗျဟုတ်တယ်တကားကြီးရဲ့ဦးစင်းကသူ့ထပ်ပါဝါမြင့်နေလေဘယ်သူမှတော့ရှောက်မပြောနဲ့ဦးစင်းကဗျမကြီးကွယ်ကျွန်တော်လဲစကားဆက်မပြောတော့ဆရာတော်ကြီးအလစ်စီးတော့ရင်ဖက်နှက်လေးခါချထိုးကသူ့ကြောင်တိုက်ကနေတာလေးထွက်လာခဲ့ရတော့တယ်။နို့မဟုတ်ရင်အခုပေါ်နေတဲ့ပေါ်တော်မူကလာတဲ့လေကွင်းထဲကရေလားပါလားအတင်းတိုက်နေမှဖြင့်ဟောက်ပိဖြစ်နေဦးမယ်။ဘာဖြစ်လို့လဲဆိုအဲ့နေရာနဲ့သူ့ကြောင်တိုက်ကလည်းနီးနီးလေးပဲကို